ခုချိန်ထိကျမ်းမာနေတာကျင်စင်းကြီးကော်ပြီးကြောက်ပါနော်ကျင်စင်းကြီးကော်ပြီးတောက်ကြမယ်နေ့စဉ်နေ့တိုင်းတောက်ရင်နေ့စဉ်နေ့တိုင်းကျန်းမာရေးနဲ့ညီညွတ်တယ်ပုံမှန်တောက်ရင်ပုံမှန်ကျန်းမာရေးနဲ့ညီညွတ်တဲ့ကျင်စင်းကြီးကော်ပြီးအမြဲတောက်နေမယ်ဆိုလို့ရှိရင်အမြဲကျန်းမာနေတဲ့ကျင်စင်းကြီးကော်ပြီးဖြစ်ပါတယ်ခင်ဗျအသက်ကြီးပေမဲ့လည်းအဲ့မှာလက်တွေ့ပဲကျမ်းမာနေတာစူလျင်ကျင်စင်းမြစ်တွေ့ကြောက်ပါအိုသွားပါစေအမြဲတမ်းထာဝရနေတာကျင်စင်းမြစ်ကော်ပြီးတွေ့ကြောက်မှာဒါအပြောမဟုတ်ပါဘူးလက်တွေ့ပါ